hey 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 လာတို့မြန်မာဂီတညီမျှတဲ့အစင်လားတို့မြန်မာဂီတညီမျှတဲ့အစင်လားဂီတလိုနဝေသားသည်ဒီမြန်မာတဝမ်းဂီတလိုနဝေသားသည်ဒီမြန်မာတဝမ်းအေးချမ်းတဲ့နမိတ်ကိုဆောင်းသည်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 မြို့သားကြီးထူတဲ့အလှတရားအလှတရားတရား hey 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 ဟုတ်ပဲလေဒီလိုလားမောင်တို့ဟေးလာလေမောင်တို့ဝါမင်္ဂလာပါခင်ဗျာတုတိဩဘာမင်္ဂလာနဲ့ပြည့်စုံလှတော့အချိန်ခါတာမရကြီးပါခင်ဗျာ24ချိန်မြောက်ဗဟိုအဆင့်မြမရိုးရာရင်ကျေးမှုအစိုးအကအရေးတီးပြိုင်ပွဲကြီးပါခင်ဗျာယနေ့ပြိုင်ပွဲကြီးကိုကြွရောက်ရှူစားအားပေးကြပါတော့နိုင်ငံတော်အကြီးအကဲများအကဲဖြတ်အမှတ်ပေးကြပါတော့ဒိုင်းပညာရှိကြီးများနဲ့အနေနဲ့အရရမှာအမှုပညာရှင်ကြီးကိုမောင်နှမများအားလုံးသည်ယနေ့မှစ၍ကိုစိတ်နှဖျားပန်းပမာလမ်းဖြာကြပါစေလို့ပဲခူးတိုင်းကိုစားပြုသားတို့တန်းတာမောင်ဦးတို့ဘက်ဖွဲ့ကဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာဒါကြောင့်မြမရိုးရာကျေးလက်တို့မဟာကတမျိုးတာရာနောင်အမှန်သိရအောင်ကိုင်းမြမအောင်လန်းဆိုတာဒီလိုနဲ့ခုတန်းတာမောင်တီးသွားတာဝိတရာစီသဘောပါဝိတရာစီသဘောအတိအကျပြောရရင်ညာတန်မှန်ပဲလေးပေါ့တကယ်တွေးထောက်ရင်ငေးလောက်เสียပါပဲအဖိုးမဖြတ်နိုင်တဲ့ဒိုးဘက်ဆိုတော့ဒီပညာကိုတီထွင်ငါကြံစလို့တန်းတာမောင်ဒိုးဟန်ဆိုတာဒီလိုပြန်ပြကျွန်တော်တို့ရဲ့မြန်မာနိုင်ငံတော်ကြီးတာယာလှပပါစီကြောင်းနဲ့တိုင်းရင်သားပေါင်းစုံစုံညီလာတဲ့24ချိန်မြောက်ဗဟိုအဆင့်မြမရိုးရာရင်ကျေးမှုအစိုးအကအရေးတီးပြိုင်ပွဲကြီးမှာပြိုင်ပွဲဝင်များအားလုံးစုကိုစီစုခုနိုင်ကြပါစေနိုင်ငံခေါင်းဆောင်များနိုင်ငံအကြီးအကဲများနဲ့ဒိုင်းပညာရှင်များအားလုံးတတ်တော်ရာကျော်ရှေ့၍နိုင်ငံတာဝန်များကိုစတဲ့သဘောထမ်းဆောင်နိုင်ပါစေလို့ပဲခူးတိုင်းကိုစားပြုတန်းတာမောင်ဒိုးမဟာဖွဲ့ကယခုလိုတချင်းလေးတစ်ပုဒ်ရွေးထုတ်လို့စူတောင်းပထနာပြုလိုက်ပြရစီခင်ဗျာဟဲ့ဒူးမြန်အချိန်ခါနိုင်ငံတော်ကြီးကဲများရဲ့ဒူးမြန်လာတဲ့စေတနာဖုံးလျံတောက်ခါ24ချိန်မြောက်မှာပြိုင်ရလူများစုတွေတီးတီးရကြပါစေခင်ဗျာဒူးမြန်အချိန်ခါနိုင်ငံတော်ကြီးကဲများရဲ့ဒူးမြန်လာတဲ့စေတနာဖုံးလျံတောက်ခါ24ချိန်မြောက်မှာပြိုင်ရလူများ
အမှန်မှာမြစ်တာထားတာညံမရအင်းစင်ပါမှာအမှန်မှာမြစ်တာထားတာဒီမရဝေးกว่าကျမ်းမာလို့သာနိုင်ငံတော်ကြီးတာယာပါစေခမညာတယံဇာတပေါ်ကျွယ်ဝတာစွာဌာနေကျွန်တော်တို့ရဲ့မြန်မာပြည်ပါခမညာကိုယ်ပိုင်မူကိုယ်ပိုင်ရင်ကျင့်မှုနဲ့အနှစ်သာရပြည့်စုံလာတဲ့ဘိုးဘွားအမွေနှစ်တွေပါဘိုးဘွားအမွေနှစ်ကိုတိုးဘွားကအခြေအဖြစ်လာနဲ့တန်းတာမောင်တရေစက်တဲ့တရုပ်ဆိုတာဒီလိုပြဟေး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 ကောင်းမှအနှောင်းသေးကြပါတယ်အစကောင်းမှအနှောင်းသေးကြပါတယ်အပေါင်းတဟာဆွေဖော်တဲ့တင်းကိုအဖွဲ့တော်သားတွေရေရွှေနတော်သွင်းတန်းတာမောင်တို့ဒိုးမဟာအဖွဲ့ကကျောင်းသားလူငယ်တွေပါပဲတန်းတာမောင်တို့ဒိုးမဟာအဖွဲ့ကကျောင်းသားလူငယ်တွေပါပဲကျောင်းသားဆိုတာစိတ်သက်စည်းကမ်းပညာဤသုံးဖြာဥထိတ်ထားလို့ကျောင်းစာတွေမပြတ်ညွန့်အောင်တန်းတာမောင်ကောင်းနာတွေစက်သွင်းပါတဲ့တန်းတာမောင်ဆိုပါလားတရားဆိုတာအချိုတတ်ပါပဲတရားဆိုတာအချိုတတ်ပါပဲအပိုထက်ခါပြားရင်မကဲတော့ပါဘူးနားဘဝင်ဆွဲလောင်အောင်အဖွဲ့တော်သားတွေရေအအင်ဆိုတာဒီလိုပြန်ပြမောင်တို့လှုပ်ထားတန်းတာမောင်ကြီးတန်းတာမောင်ကြီးနားထောင်ကြည့်စမ်းပါဗျာဒီတန်ဘဲရပါလိမ့်ကိုตาအေးဖြစ်မယ်ဗျဟာပြုတ်ကိုตาအေးဟာငါမဟုတ်ပါဘူးဟာကြော်သူဟာဩကြော်သူဟိုဗျအေးအပြင်းစေဖော်တယ်ဆိုပြီးကရောကမဲမထင်လိုက်ပါနဲ့အောင်ဟာအေးဟာဒီလေကွင်းဒီမြေဟာဒီຫນွေမှာဒီစပားအထွတ်နဲ့ตาအတွက်ရှင်ပြုတ်ဖို့ဖယ်တာအကျွေးများတော့ကြေပါမလားမသိပါဘူးကွာဒီမဲကိုตาအေးခမည်းအကျွေးမကြည်တာဝင်ငွေနဲလို့ဗျဟာဝင်ငွေနဲတာစပားအထွတ်ညံ့လို့ဗျာကြော်စမ်းမအောင်စပားအထွတ်ညံ့တာကတထစ်စီတွင်းရမယ်ဆိုရင်ငါကောင်မင်းတို့တွေစိုက်ပြိုးရင်မှခင်မမီသေးဘူးထင်တယ်ခမည်းကလည်းစိုက်ပြိုးရင်မှခင်မမီသေးလို့စပားအထွတ်စုပ်တယ်ထင်ရအောင်လဲဟို့အဖိုးဖွားလက်ထက်ကလေးကဒီနီဒီဟန်ဒီပုံစံနဲ့ပဲစိုက်ပြိုးခဲ့တာပဲလေတငယ်ချင်းကအဲ့ဒါပေါ့ကွာမင်းတို့ကတစိတ်ရှိအဖိုးဖွားဆိုပြီးအကောကားတွေပြနေတာကိုကွာမင်းကလည်းစိုက်ပြိုးရေးဆိုတာမျိုးရွေးတဲ့နေရာမှာကအဓိကအချက်ပဲဟုတ်လားဟာမိရတဲ့ပြဿနာတရက်အနေနဲ့တင်ပြရရင်ယနေ့ပြည်ရွာရုံးမှာရွှေဝါထုံးကိုစိုက်ဟုတ်ပြီကဘာကျော်အများကြိုက်တဲ့ရာကျော်စပားကိုစိုက်အေးတို့တောင်သူလယ်သမားတွေတသက်စားဖို့ရက်တရားစပားကိုစိုက်လိုက်စမ်းပါကွာမင်းသားရှင်ပြူတာအသာဖယ်ထားမင်းအိမ်ကမင်းမယားအလှကညာလေးကိုပါရခင်တစ်ခါတက်တစ်မျိုးကြွရအောင်တူနိုင်ကရွှေတဆင်သာဝယ်ပေးလို့ရတယ်ဟာဟုတ်ပါမလားဟာမ
မလေးဟုတ်ပါမလားလုံမနေနဲ့ကျုပ်အိမ်သားကရာကျော်နဲ့မဲထွန်းသူ့သားရှင်ပြုတ်ဖို့ရွာဦးเจ้าဆရာတော်ရှောက်ပြီးပြီ ဟာသူတို့ကြအကြောင်းကောင်းလိုက်လားကွာ မလေးဟာအကြောင်းကောင်းဆုံးမဲနောက်နဲ့မျိုးသမီးတို့ကချက်ပြုတ်မှုတာဝန် ဟောဗျာ သားစင်နဲ့တပ်ဖေတို့ကလက်ဖက်ရည်တိုက်မှာနော် ဟုတ်လားဟာ ကိုပိုက်နဲ့ကိုခင်းကိုမင်းနဲ့ကိုနင်းကထမင်းကျွေးတာဝန်လေဗျာ တာဝန်တွေတော့တီတီပေးပြီလို့ပါလားဟာ အတီးတီးပေးဆိုအနီးဝေးကဧည့်သည်တွေစုံမဲ့ပွဲ အေး အဲ့ပွဲကြီးမှာမဟာရန်ကုန်ကနာမည်ကြီးဆိုင်တစ်ဆိုင်လဲဖြောပြမှာ ဟာဒါဆိုဖြော်ပြင်းမှာဆိုအနေတော်ရောက်အောင်ဒီအချိန်ကသွားမှာပဲဟာ ကဲဒါဆိုငါတို့ရဲ့မယားအလှလေးတွေကိုအဖတ်လုံမနေနဲ့တို့တွေတက်ဆုံနေကြပါစို့ဗျာ သွားကြပါစို့ဗျာ ပြည်ခွင်မြမတီထွင်ကားသာပြည်ခွင်မြမတို့များသူငါကောင်းသားမဲ့ဒီခေတ်ဒီချိန်ခါရာကျော်သဘာကိုသာတိတ်ပန်းနီးနဲ့အပီးဆိုင်ရမှာတို့တောင်သူလေသမားတွေရဲ့သဘာဆိုင်ဟန်ဆိုတာဒီလိုပါလားဟေးမောင်တို့ပြို့ထောင်ရင်တော့ဗျာတဧကမှာ9ပြည်တင်လာတာစိုက်ရမယ်မြေခွက်ဆိုတာကုန်းညိုက်ပဲကနှုံးမြေမှတ်တင်တာပြို့ထောင်ရင်တော့ဗျာတဧကမှာ9ပြည်တင်လာတာစိုက်ရမယ်မြေခွက်ဆိုတာကုန်းညိုက်ပဲကနှုံးမြေမှတ်တင်တာတမ်းမြေဩဇာမြမှာပလဲဖောတဲ့စိတ်ပါတမ်းမြေဩဇာမြမှာပိုထွက်ပေါ်များတာတဘာဝမြေသာဆိုတာတဧကမှာ6တီးချရမှာသဘာသိမ့်နေပြီဟာဒီနှစ်များစဘာအထွက်ကောင်းလို့ကတော့ငါသားကိုရှင်ပြုတ်မယ်ဗျာရာကျော်အထွက်ကောင်းပါရဲ့ရပ်ပေါင်းရဲ့120ပွင့်ရိပ်ကွယ်ပွင့်ရိပ်ကွယ်မိုးသကဲမခရအောင်ချိန်စားကားလေးဝင်းပါပါအစင်းလာတဲ့ရွှေရောင်ဝါဝါဝင်းပါပါအစင်းလာတဲ့ရွှေရောင်ဝါဝါတစင်ကိုကင်ဆွဲလက်တွဲညီညာဒီမဲ့တစင်ကိုလေကင်ဆွဲလက်တွဲညီညာရိတ်ခါတိန်ငါတလင်းပြီးတဲ့အခါသမယမှာသာဗုဒ္ဓရှင်ပြုမှာ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 လေးရှင်ပြုမှာလေးဟာတန်တာမောင်ဒိုးမဟာဖွဲ့နဲ့ငါသားကိုရှင်ပြုနေပြီဗျို့ပြောရရကြီးဟာလေဝါ